Hello အားလုံးပဲမင်္ဂလာပါ3 ကို45 day challenge ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။私ရဲ့ဗီဒီယိုတွေကစာလေးလိုင်းနေရာမှာထောက်ကူပြုရဆိုရင် like subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။じゃあ始めましょう。周り池の周りを歩く周りဆိုတာကပတ်လဲပတ်ဝန်းကျင်ဤခဲတော့周りကိုအလုခုဤခဲဆိုတာကဒီရေကန်ရဲ့周りဆိုတာကဒီပတ်လဲကိုအလုခုဆိုတာကလမ်းလျှောက်တဲ့ခိုရှိတော့周りကိုဟာခါလို့ဆိုတာကခိုရှိဆိုတာကဒီခါရဲ့ပေါ့နော်周りဆိုတာကပတ်လဲဆိုတာကဒီခါပတ်လဲကိုဟာခါလို့ဆိုတာကတိုင်းနဲ့ခါကိုတိုင်းနဲ့ဒုတိယစာကြောင်းကအခင်းတော့周りနေဝဘီဒုကအိုဤအခင်းတော့周りဘူတာပတ်ဝန်းကျင်မှာဆိုရင်လည်းဘီဒုအဆောက်အဦတွေကအိုဤများတယ်とドリアサちゃんが周りの人と仲良くする周りの人とかでニーナパウンチマシエコパウンチマシエルネ仲良くするそがパウンドセライカをねれ周りをよく見るそが周りそがパウンチをよくねでるのかな見るちで穴地面に穴を掘る穴ဆိုတာကအပေါက်ကြီးမန်းနိ穴ကိုဟိုလို့ကြီးမန်းဆိုတာကဒီမြေကြီးမှာ穴ဆိုတာကအပေါက်ကိုဟိုတူဆိုတာကတူးတယ်မြေကြီးမှာအပေါက်ကိုတူးတယ်ဆိုတာကကျင်းတူးတယ်ဆိုတဲ့အတိတ်ပဲဒုတိယစာကြောင်းကခါပဲနိ穴ကိုအာကဲလူခါပဲဆိုတာကဒီနံရံမှာတဲ့穴ဆိုတာကအပေါက်ကိုအာကဲလူဆိုတာကဖောက်တယ်穴ကိုအာကဲလူဆိုတာကအပေါက်ကိုဖောက်တယ်အကယ်၍ကိုကနားမှာအပေါက်ဖောက်ခြင်းနဲ့ဆိုရင်နားဆိုရင်မိမိနိအနာကိုအကယ်လို့နားမှာအပေါက်ဖောက်တယ်နားပေါက်ဖောက်တယ်ဆိုတဲ့အတိတ်ပဲ列入り口の前には長い列ができていた列ဆိုတာက line 入り口の前に長い列ができていた入り口ဆိုတာကဝင်ပေါက်ရဲ့မအဲဆိုဝင်ပေါက်ရှိမှာဆိုရင်နာဂိုင်းဆိုတာကရှေ့လျားရဲ့လဲဆိုတာကဒီအတန်ကြီးရပေါ့နော်ဒက်ခိတေအီတာဆိုတာကဖြစ်လာနေတယ်ပြောချင်တာကဒီဝင်ပေါက်ရဲ့ရှေ့မှာဆိုရင်အတန်ရှည်ကြီးဖြစ်ပေါ်နေပြီဆိုတဲ့အတိတ်ပဲဒုတိယစာကြောင်းကတက်ခုရှိနော်ရဲဆိုဆိုတာကဒီတက်စီရဲ့အတန်နေရှေ့ရဲဆိုနေနာလာဘူးဆိုတာကတလန်းနဲ့တလိုင်းနဲ့စီပါဆိုတဲ့အတိတ်ပဲ幅道の幅が広いဟာဘာဆိုတာကအကျယ်ဝဲမီရှိနော်ဟာဘာကဟီရိုရဲ့လမ်းရဲ့အကျယ်ကပေါ့နော်ဒီအကျယ်ဝဲကဟီရိုဆိုတာကကျယ်တယ်ဒုတိယစာကြောင်းကဟာဘာကိုဟီရိုကဲလူဒီအကျယ်ကိုဟီရိုကဲလူဆိုတာကချဲ့တယ်ဒုတိယအမိနည်းနဲ့ဆိုရင်လည်းအခါလေးနော်ဟာဘာကအိုဤတဲ့နဲ့အခါလေးဆိုတာကဒီတက်တာရဲ့ဟာဘာဆိုတာကဒီကွာဟာချက်ပေါ့နော်ဒီမှာကြကွာဟာချက်လို့ပြောလို့ရတယ်ကွာဟာချက်ကအိုဤဆိုတာကကြီးရယ်ပေါ့များတယ်範囲試験の範囲ဟန်ဤဆိုတာကစကောဘောင်ရှိခံတော့ဟန်ဤစာမဝဲရဲ့ဟန်ဤဆိုတာကဘောင်ပြောချင်တာကဒီစာမဝဲတစ်ခုမှဆိုရင်ဘယ်ကနေဘယ်ထိဖြည့်ရမယ်ဆိုတော့ကန့်သက်ချက်ဘောင်ပြောချင်တာ内容話の内容နိုင်ရောဆိုတာကအကြောင်းအရာအဓိကအကြောင်းရယ်ဟာနာရှိနိုနိုင်ရောဒီတကားရဲ့အဓိကအကြောင်းရယ်ဒုတိယစာကြောင်းကခုနရပုတိုဝနိုင်ရောကယောဤကခေရှိခေဝစုကိုရှိနာဥရှိတဟုကဤခုနရပုတိုကဒီရပုကတဲ့နိုင်ရောဆိုတာကဒီအကြောင်းအရာကတော့ယောဤကကောင်းပင်ဖဲတဲ့ခေရှိခေဆိုတာကဒီပုံစံပေါ့နော်ပတန်လေးကစုကိုရှိဆိုတာကနည်းနည်းလောက်နာဥရှိတဟုကဤပြင်တာကကောင်းတယ်中身箱を開けて中身を見る中身ဆိုတာကအတွင်းပိုင်းဟခုကိုအာခဲ့တဲ့中身ကို見るဟခုဆိုတာကဒီပုံကိုပေါ့နော်အာခဲ့တဲ့ဖွင့်ပြီးတော့中身ဆိုတာကအတွင်းပိုင်းကို見るဆိုတာကကြည့်တယ်特徴商品の特徴を確かめるတခုရှောတော့ကအာတာချက်ထူချရှောဟင်းတော့တခုရှောအိုတရှိကမဲလို့ရှောဟင်းတော့ကဒီကွန်ပစ္စည်းရဲ့တခုရှောအာတာချက်ကိုပေါ့နော်တရှိကမဲလို့ဆိုတာကစင်စေးတယ်普通パスポートの申請には1週間ぐらいかかるのが普通だဖူဆူဆိုတာကပုံမှန် passport တော့ရှင်စဲနေပါ issue ကန်ကူလိုက်ခါလူတော့ကဖူဆူတာ passport ရဲ့ရှင်စဲဆိုတာက apply လုပ်တာရှောက်လာတဲ့နေရာမှာလေ issue ကန်တော့ကတပတ်လောက်ကခါလူတော့ကတပတ်လောက်ကြာလေဆိုတာကလေဖူဆူတာပုံမှန်ပါတယ်တဲ့当たり前
そんなひどいことをされたら怒るのが当たり前だ。အတာရီမာအတာရီမာဆိုတာကလည်းမထူးဆန်းဘူးပုံမှန်ပါပဲဆိုတဲ့အဓိပ္ပာယ်ဆွန်နာဟီတိုကိုတိုအိုဆာရတာရာအခုနောကအတာရီမာတာဆွန်နာအလောက်ထိဟီတိုကိုတိုဆိုတာကဒီပြင်းထန်တဲ့အကြောင်းအရာကိုဆာလက်တာရာခံရမှာတော့အခုလူနောကဒီစိတ်ဆိုးတာကအတာရီမာတာဆိုတာကမထူးဆန်းပါဘူး皆さんお疲れ様ですもし発音や翻訳に間違いがあれば何よなく教えてください。よろしくお願いします。一緒に勉強を続けていきましょう。では、またね。バイバイ。